အခုပေါ့နော်ဘန်ကောက်ရဲ့နေရာတိုင်းကိုတော်တော်များများ CBD လို့ပြောနေကြရပေါ့နော်အဲ့တော့အခုအနေနဲ့တကယ် CBD area ဘယ်လိုနေရာလို့သတ်မှတ်လို့ရမလဲဆိုတာလေးဖြည့်ပေးပါအောင်နော်ဘန်ကောက်မြို့ကနေရာတိုင်းကအများနဲ့စီကားနေရ shopping mall တွေရောဘာတွေရောပြည့်နေတော့အကုန်လုံးကတော့နေရာတိုင်းကို CBD ဆိုပြီးတော့ကြော်ညာနေကြတယ်ဒါပေမဲ့တကယ်ကတော့ CBD သတ်မှတ်ချက်ကအဲ့လိုတော့မဟုတ်ပါဘူးတကယ် CBD ကိုဦးစားပေးနေရဆိုလို့ရှိရင်တော့နံပါတ်1အနေနဲ့စီလုံးစာသွန်နေရာကိုပြောချင်တယ်အဲ့နေရာကတော့ global office ရဲ့ headquarters တွေလည်းရှိတယ် jewelry traders တွေအများစုစီးပွားရေးလုပ်ကိုင်ကြတဲ့နေရာလို့လည်းပြောလို့ရတယ်နောက်ထိုင်းနိုင်ငံရဲ့ financial hub လို့လည်းပြောလို့ရတယ် bank headquarters တွေအများစုအဲ့နေရာမှာရုံးစိုက်ကြတယ်ဆိုတော့စီလုံးစာသွန် line ကို first CBD လို့ပြောချင်တယ် second အနေနဲ့ကတော့ wireless road လည်းပါတယ် wireless road ကကြတော့ embassy အများစုတည်ရှိတယ်နောက်ပြီးတော့ထိုင်းနိုင်ငံရဲ့ movers and shakers လို့ခေါ်တယ်ထိုင်းနိုင်ငံရဲ့နိုင်ငံရေးတစ်ခုလုံးစီးပွားရေးတစ်ခုလုံးအရွှေ့ပြောင်းလုပ်နိုင်တဲ့လူမျိုးတွေနေထိုင်ကြတယ်သူတို့ရဲ့ office တွေလည်းအဲ့နေရာမှာရုံးစိုက်ကြတယ်ဆိုတော့ဒီနေရာကိုလည်း CBD လို့သတ်မှတ်လို့ရတယ်နောက်ဆုံးတတိယအချက်အနေနဲ့ဆိုလို့ရှိရင်တော့ CBD စစ်တော့မဟုတ်ဘူးထိုင်းအစိုးရကိုယ်တိုင်က extended CBD ဆိုပြီးတော့ Rama 9 area ကိုလည်း extended CBD အနေနဲ့သတ်မှတ်ထားတာရှိတယ် CBD အစစ်တော့မဟုတ်သေးဘူး